တော့ဘာလဲဒီကဘောက်တော်စီးပါဘောတော့ဘောက်တော်စီးအရှိမရောက်နေပါတယ်ဆိုတော့ဒီနေ့ဘာတွေလုပ်လဲဘယ်လိုတွေစားပတ်စားမလဲကဲဒီ blog လေးမှာ voice over တောင်းအောင်လုပ်ထားပါရင်เนาะဒါလေးကတော့ဘောက်တော်စီးရဲ့စိုင်းမုတ်လေးပါအခုကျတော့သူ့အမေကြီးမှာပတ်စံပတ်စံ foreigner တွေကိုပေါ့တော့တွားရိုက်တာပါအဲ့ဒါHello အခုစားပြီးတော့မုတ်တော့ပြက်ဝဲဆုံးပါတယ်ဈေးကြော်ခဲ့ပြီဈေးကြော်ခဲ့ပြီဈေးရခဏလေးဟိုမှာအချိန်မောင်းတဲ့တွေကိုသွားဝယ်စားမတိုက်ရပြီလေအခုတည်းဆေးမောင်းဆိုင်ရောက်ပါပြီဆိုသွားမယ်ပပကင်းလေးရဲ့နော်ပပကင်းမဟုတ်ပါဘူးရှင်ဖုန်းလာလို့တွားပြောတာသူကသူထိတ်ချင်တာထင်နေကြတာပပကင်းလေးလဲသွားပါအဲချင်းမောင်းဆိုင်မှာဆောင်ရပါချင်းမောင်းဝယ်ဖို့အတွက်ဦးလေးပေါ့နော်ဦးလေးချင်းမောင်းဝယ်ခြင်းလို့ဦးလေးချင်းမောင်းကတော့အဲ့လိုအခွေတလိုက်မှာချင်းမောင်းကတော့ဒါလေးရနိုင်ပါရှင်စုံလို့စုံပါတည့်တည့်လိုက်ဒီမဟုတ်တဲ့ခါကျတည့်တည့်တော့မရှိဘူးထောင်ရမရလားဒီမှာလည်းချင်းမောင်းဆောင်လာအားပေးလို့ရပါရှင်မလကတိမရဘူးမှာပေါ့နော်တိတက်ယူမှာလားရောယူမှာရောယူလိုက်အရောအဲ့ဒါရဲ့ဒါရဲ့2000မို့ပြီမျိုးလေးယူလိုက်တယ်နည်းနည်းဒီညနှစ်မျိုးပဲကို2000မို့ပြီအဆက်ကျမလိုက်စားမယ်နိုင်မစားလိုက်မယ်ဦးလေးမစမ်းနေတော့ရပြီမာလူလေးမာလူလေးဟုတ်လေအမုံနဲ့နဲ့ဖြူလိုက်မယ်မဖြူနဲ့တော့ရတယ်ဦးလေးဇီးဒီလေးလုံးနဲ့5လုံးကိုရလာပါတယ်ကျမတို့ကမိမလိုပေါ့တော့မြုပ်ကြီးကြပြရင်မထည့်ဘူးအဲ့တော့ချင်းမောင်းနေစားနေပါကျမတို့စားလို့မရပါဘူးချောင်းနေဆိုအဲတော့ရောက်ပါပြီဈေးရောက်ပြီဈေးမှာပေါ့နော်ဒီရဲ့ဒီနေ့ကောင်ရတာဈေးလာပါကျင်တာဒီမှာပါသူထားလာလို့ဈေးထဲမှာပါညနေ6ဆောဆိုင်မှာပိတ်ကုန်ပါပြီဒါပေမဲ့ကျမတို့အခုမှလာမပြောဘူးဒါတော့ကျမတို့အေးဈေးဆိုင်မော်အဲ့အောင်သွားပြီးတော့ပေါင်းမှုရဖြစ်ပါတယ်ဆောင်းစီအားလုံးဒီပါကြီးရပါစီးဆိုင်ကနေပြန်ထွက်လာတော့ဘောနော်မေရာဆဖီလေးတစ်ဖြတ်ပါလာတော့ဦးကအကြီးဆုံးအိတ်လေးဘယ်လောက်ထိနော်တော်တော်ဆိုဆိုတော့စီးဆိုင်ကဦးလေးယူတွားပြီးနောက်တယ်ပေါ့နော်အမသာကြည့်တော့ရတယ်ရှင်ဦးငယ်ကြီးခိုင်းပြက်တယ်လို့မပြတ်ပါဘူးခဲပြတ်ပါနှစ်ယောက်ရှိတယ်ဟုတ်လေဦးငယ်အကြီးဆုံးအိတ်ဆိုတာလေးမရွက်နဲ့လေဘာယူมาလေလို့အဲ့အကြီးဆုံးဒါပါလေဦးငယ်ထိုင်ရောတယောက်တလုံးဖိုင်လေဦးငယ်တယောက်တလုံးဒီပါရှင်ဒီပါရှင်ဒီလိုပကြပိတ်ပါသူခေါ်တော့ပါအမပေါ်တော့အဲ့ဦးလေးစိတ်နဲ့ရှိပြသွားတောင်းပါမာလေးလို့သူသိကြပါဦးဈေးကအပေါက်က3ခု4ခုလောက်တော့ရှိရပါတော့ဘယ်နဲ့ဘလို့ပြတ်ထွက်ပြီဘယ်နဲ့ဘလို့ပြတ်ဝင်ရမှာလဲမသိပါဘူးခွာတော့ဘယ်နိုင်ရှိပါလဲအခုက9:36 9:36ပေါ့နော်ကျွန်တော်6နာရီကြော်လောက်ဆိုအဲ့ကျမတော့မယ်ဒါပေမဲ့အခုလောဆိုတော့အားနေပါသေးတယ်ဒါရုံဆက်မှုရအောင်မယ်အော်ဟိုမှာဘာခေါ်ရှိလဲဘာခေါ်မှာနဲ့တောင်းမွေမယ်လေဂျယ်ဒီလို့ပါရရတယ်လေတောင်းမွေမယ်အခုကတော့သိခဲ့အောင်ခုနချမောင်းတဲ့ဆိုင်ကနေပြီးဖြတ်ပြီးတော့တိုးဆိုင်အကြီးဆုံးဆိုင်ဒီရက်ွက်ရဲ့တိုးဆိုင်နဲ့ကြီးရတယ်ပါရဲ့ဆိုင်တစ်ခုကောက်လို့ပါရန်ဖြစ်နေရဒီနေရောက်တိတော့လို့ရအချင်းမောင်းနဲ့မောင်းချလိုက်တာပါအမပေါ့နော်စိတ်မကောင်းစွာနေပဲချင်းမောင်းထုတ်ကအပူကြဝိုင်းပေါ့နော်လူနေကြရင်းနဲ့အမချင်းမောင်းဦးလေးရမှာဆဲခံထီတော့ငုံမြဲပြေးလာတယ်ချမလိုက်သူပေးတာချင်းမောင်းကိုမောင်းချလိုက်ပါသူမောင်းချပါနာသူချဖို့ကြံနေလက်ကောင်းဖြစ်စီဒီ case လေးမှာတော့ပေါ့နော်အောက်ပိုင်းနေပဲပါလိုက်တယ်ပေါ့နော်အဲ့တော့အဆင်ပြေတဲ့အပိုင်းလေးကိုတိခန့်ကြည့်ပေးပါလို့လက်ဆေးဖို့သွားနေရဖြစ်ပါတယ်မကရင်တော့အဖေမောင်းထုတ်ကြီးဟိုမှာချခဲ့တယောက်မပြန်သွားမယူဟာပါလေငါတော့ခဏရလေလေချာဆိုနောက်ဆိုင်ဖြစ်ပါတယ်ကိုစားနောက်မှတော့လမ်းကြုံလို့ဒီဆိုင်ဝင်လိုက်တာ
မှာကျွန်တော်တို့ကိုဟိုမှာချကြီးကျွန်တော်လိုက်ပြပဲလိုက်ပြပဲ let's go မကြည့်နော်ဟမ်နော်ပြီးရင်ဒီချက်တော့အမချကြီးဆိုတာလေပေါ့နော်ချင်းမမကောင်းလို့မဟုတ်ပါဘူးတိတ်ပါတယ်ဒါပေမဲ့ပေါ့ဘယ်သူမှမကင်ချင်တော့အပြင်းကြီးလို့ပါချခဲ့တာပါအဲ့လိုမျိုးလေးဒါပေမဲ့လည်းကျင်းပါတယ်အဲ့လိုမျိုးတော့မချခဲ့ဘူးပေါ့နော်တော့မလားဟိုကောင်းလားတော့မလားအဲ့တော့ဝါကြည့်နေချစ်စရာချင်မောင်းမစားချင်တော့စားချင်တော့ဘယ်နဲ့ဟာ စားကျင်တော့ဘူးငါဟိုအခြေထဲမပါဘူးမစားကျင်တော့အဲ့လိုကြီးอ่ะ မလည်းမလို့ရှင်မလည်းအချင်မောင်းတယ်နိုင်ဟုတ်တယ်အဲ့မတော့ဒီမှာတပိကြမယ်ဒါကိုတို့လေအစားရယူရင်ဒါလည်းတစ်မျိုးလည်းယူရမဟုတ်ဘူးလက်ဒီပဲစားချင်တယ်တို့တွေကဆက်ရှိပြီးတော့ငါတို့ကဒီမှာပေါင်းနေလိုက်တော့အခုပေါ်နေပါပြီဒါလည်းပြနေနေတယ်ချင်းမောင်းခဲ့ရကလည်းအမှားတိမပြီးနိုင်တော့ဘူးပြန်ယူထားတယ်အထက်ကိုပြန်ယူလာပြီးတော့ဘာလုပ်ရမလဲစဉ်းစားတယ်ပေါ့နော်အမှားလည်းအချိန်ကတော်တော်ကြာသွားတော့ဘလော့ကလည်းတိုးသွားတာပါလမ်းမြရလူတွေတရားမလို့မရှိဘူးကိုခေပါရင်အဲ့ကောင်ခြေတယ်ငါကအကြီးလောက်ကျွန်တော်ထားမှာငါကခေါင်းဟုတ်တယ်ခိုင်းနေများဟုတ်ဒီတော့ဒီတော့မမာရဲလို့ဘလို့ဒီတော့မမာရဲလို့အခုကတော့ဘုံမြေပဲပြုတ်တယ်ရှိတယ်ဒါပေမဲ့ဒီချင်းမအောင်ငါတထားမယ်ဆိုတော့ပြီးတော့ငါတစ်ချောင်းပတ်မပါရဲရှိတဲ့မှာယူအနောက်ကတော့ကိုနိုကတော့ကျမတို့ချစ်ဆန်မရေးနေတဲ့သူ့တိုင်ရင်းစားအိမ်မှာဆင်းဟာလေအဲ့တိုင်ရင်းစားရလို့မစားပါဘူးငါရဲ့ normal အတန်ဖြစ်ပါတယ် no okay စားရှိရဲ့အမကြီးလုပ်ပြီချင်းမောင်းမစားတဲ့ချင်းမောင်းကိုကြည့်ဟာဝေးတာလေးလိုက်ပါလားဒီကလေးဖက်ပေးစားရအောင်အဲ့လိုကလေးပေးလိုက်ပါတူချေနေမကြည့်ရင်ကျွေးပတ်ကလေးငါလေးကြည့်ရတာငါလေးတော့စားမလားလို့အကြည့်ကြည့်အဲ့ဒါမလားကောင်မလေးတော့ချင်းမောင်းလေးပေးခဲ့လိုက်ပါမစားတော့ဘူး။အဲ့အချိန်မှာပေးရတော့မရိုင်းလိုက်ရအောင်ဘာဖြစ်လို့လဲဆိုတော့လည်းစကားတက်ပြဆိုသူများအမှာပေါ့နော်ဝါမလို့ပါဒါပေမဲ့အဲ့ကောင်မလေးပုံကမပါလိုက်တော့တော်သေးရပေါ့နော်ဝါစရာတော့မလိုတော့ဘူး။အရန်လာတဲ့ဒီနေဝင်ချိန် view တော့မဟုတ်ဘူးပေါ့နော်။နေဝင်ချိန် view မျိုးဟာလေးကိုနေဝင်မြော့ကြတော့အဲ့လိုအဆောင်လေးကတိတ်မှဟတ်သွားတဲ့ပုံကြီးပါအရန်လာပါလေ။ဆိုတော့ဒီနေ့ကတော့ပြရထားပါလို့ရှိရင်အားလုံးကလည်းဒီမှာဆက်ကြတော့လည်း